တနေ့ပတ်လုံးနှာခေါင်းကရားနေတယ်ပြီးတော့အမြဲတမ်းလို့နှာခေါင်းကပိတ်ပြီးတော့နှာစီးနေဆိုရင်ကျွန်တော်သတိထားမယ်အကောင်၄ကောင်ရှိတယ်ပထမဆုံးအကောင်ကတော့ကျွန်တော်ဂျဘိုးဖြစ်တယ်ဂျဘိုးတွေကကျွန်တော်အိပ်ရခင်းလို့မွေ့ရလို့ခေါင်းအောက်လို့ပြီးတော့ကျွန်တော်ဆိုဖာတွေကြားမှာသူကရှိတတ်တယ်ပေါ့နော်ဒီတော့ခင်ဗျာအဲ့ဒီမွေ့ရခင်းတွေအိပ်ရတွေကိုကျွန်တော်တိတိကျကျတန်ရှင်းထားဖို့လိုရတာပေါ့နော်ဒုတိယတစ်ခုကတော့ကျွန်တော်မူပိုးတွေပါအိတ်ခမ်းနေရနေမှာဒါမှမဟုတ်ရင်ကျွန်တော်ဒီရေချိုခမ်းနေရနေမှာမိုးတွေဆွဲနေသလားမိုးတွေကတ်နေသလားဆိုတော့ကျွန်တော်သတိထားဖို့လိုရတယ်တကယ်၍အဲ့ဒီမိုးတွေကိုကျွန်တော်ရှူမိရဆိုရင်ဒီမနာစီးရည်နှာခေါင်းရည်ဖြစ်တတ်ပါတယ်နောက်ထပ်တတိယကောင်ကပိုးဟက်ပါအိမ်မှာပိုးဟက်တွေအများကြီးရှိတယ်ပြီးတော့မိကလည်းခဏခဏဒီလိုမျိုးနာစီးရည်နှာခေါင်းရည်နှာခေါင်းပဲ့လေးဖြစ်နေဆိုရင်ဒါကိုသတိထားဖို့လိုတယ်ပေါ့နော်နောက်ဆုံးနံပါတ်၄နဲ့ကျွန်တော်အဖြစ်အများဆုံးအချက်ကတော့အိမ်မှာအိမ်မွေးတိရစ္ဆာန်ရှိတာပါခွေးဖြစ်ကြောင်ဖြစ်အဲ့ဒီခွေးတွေကြောင်တွေအမွေးကျွတ်တဲ့ခါမှာကျွန်တော်မြန်လုံးနဲ့မမြင်နိုင်တဲ့အရေပြားအဖက်ကလေးတေးသေးလေးတွေကျွန်တော်ကွာကြတတ်တယ်ပေါ့နော်အဲ့ဒီအရေပြားဖက် protein တေးသေးလေးတွေကပေါ့နော်သူကအရန်သေးတဲ့အတွက်ကြောင့်မလို့သူကလေထဲမှာပြန့်လွင့်နေနိုင်တယ်ပေါ့နော်ဒီတော့ကျွန်တော်ခွေးတွေကြောင်တွေနဲ့တွားပြီးတော့ဆော့ကစားတဲ့အချိန်မှာဖြစ်ဒါမှမဟုတ်လည်းကျွန်တော်ခွေးတွေကြောင်တွေကအေးခန်းထဲမှာမထားဘူးဆိုရင်တော့မှသူကမိမိရဲ့နေအိမ်ထဲကလေထဲမှာအချာရှိနေနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရှူမိတဲ့ခါမျိုးမှာဒီလိုမျိုးဓာတ်မတက်ပြီးတော့ဒီနှာခေါင်းပိတ်တာနာစီးတာနှာခေါင်းရားလေးဖြစ်တတ်တာပေါ့နော်တကယ်တမ်းတော့ဒီ၄ခုတည်းကြောင့်ဖြစ်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့နှာခေါင်းနဲ့မတည့်တဲ့ပစ္စည်းအရာဝတ္ထုမှန်သမျှကကျွန်တော်တို့ဒီလိုမျိုးနှာစီးတာနှာခေါင်းရားတာနှာပိတ်တာစသည်ကိုဖြစ်စေတတ်တယ်ပေါ့နော်အဲအကြောင်းမလို့